မင်္ဂလာပါတရားတော်သူကြီးလောဝါပြမှာရှိတော့လက္ခဏာလမ်းများသည်တို့လူသားလူမှုရေးစီးပွားရေးကျန်းမာရေးအိမ်တော်ရေးကံကြမ္မာအနိမြင့်အတက်ကြများဆင်းရဲချမ်းသာကံပါရမီများအလုံးစုံသောသူ၏ဘဝဆိုင်ရာအကြောင်းချင်းရာဖြစ်ပြများသည်လက္ခဏာလမ်းများသည်ဖုံးတစ်လုံး၏စက်တင်ကဲ့သို့တိကျတည်ကြစွာပေါ်ပြလျက်ရှိနေပါတယ်ဒါတော့အသက်လမ်းကြောင်းခေါ်တဲ့ဘဝလမ်းကြောင်းဖြစ်ပါတယ်လက္ခဏာရှင်သန်မှုအသက်တဲ့ကိုကာယဝင်ရောက်သူလူဆိုတဲ့ပရိုတိန်းဖွဲ့စည်းသူရှင်သန်ရေးကလာဆင်းရဲချမ်းသာကံပါရမီများဘဝနဲ့သက်ဆိုင်သောအခုမတန်သောအရာအလုံးကိုပေါ်ပြတဲ့လမ်းဖြစ်ပါတယ်အမှန်တန်အရေးကြီးပါတယ်လက္ခဏာလမ်းများအလုံးနဲ့တာအလုံးအရေးကြီးတဲ့လက္ခဏာလမ်းများအလုံးမိခင်ပြင်လမ်းမှာဖြစ်ပါတယ်ဒီမှာမြင်ရတဲ့လက္ခဏာရှင်အသက်လမ်းလို့ခေါ်တဲ့ဘဝလမ်းကြောင်းကိုထင်ရှားပြသရှိလျက်အားကောင်းတယ်ရှင်သန်မှုတက်တက်ခိုင်မာဆင်းရဲခြင်းကျမ်းပါတဲ့ရှင်သက်တာရေးရှိဘဝအတွက်ကောင်းသောသဘောဆောင်တဲ့ဘဝတစ်ခုရရှိဒါကိုပေါ်ပြနေတယ်နော်လက္ခဏာမူရင်းပို့တဲ့ပုံနဲ့မှုံတဲ့အတွက်ပေါ့နော်အခုကဒီမှာထူးခြားတဲ့တစ်ချက်ကအသက်လမ်းကြောင်းကြီးဖြောင့်တန်းနေတဲ့သဘောရှိတယ်အ ਨੇ ငယ်နော်ဖြောင့်တန်းနေတဲ့သဘောရှိတယ်မြင်းမြောက်ရောဆောင်နေတဲ့သဘောရှိတဲ့အတွက်ဘာဖြစ်စေလဲဆိုတော့လက္ခဏာရှင်ကတသက်တာဘဝမှာအမြဲမပြတ်လှုပ်ရှားကြိုးစားရုန်းကန်နေတဲ့သဘောရှိတယ်အခကြီးသွားလာမှုများမယ်ပေါ့နော်လှုပ်ရှားကြိုးစားနေတဲ့သဘောရှိတယ်နောက်အသက်လမ်းကြောင်းခေါ်တဲ့ဘဝလမ်းကြောင်းတလင်းနာဂျုံဘက်ကိုလဲလွန်နေတဲ့အတွက်လက္ခဏာရှင်လေးမိမိမွေးရနေမှဝေတော်ရများဒီပပကြီးများအစဉ်တစ်ဖြစ်သွားလာလှုပ်ရှားမှုများတယ်ပေါ့နော်အငြိမ်မနေရဘူးပေါ့နော်ဒီသဘောပြတယ်နောက်အသက်လမ်းကြောင်းဖြောင်းနေတဲ့အတွက်အမြဲတမ်းပဲနေမရတဲ့ကြိုးစားလှုပ်ရှားနေရတဲ့သဘောရှိတယ်ဒီမွေးရမြောင်ဝေတော်ရများကံကောင်းနေတယ်ဒါကိုပြညလန်းကြောင်းလို့ခေါ်တဲ့အုံတော်လန်းကြောင်းအမြဲတမ်းကောင်းတယ်မြင်တာစွာထူးခြားတက်တဲ့လူတစ်ယောက်ဖြစ်တော်တယ်နော်ဘောလက်တွေ့ကြတာတွေးခေါ်ပုံစံတက်ညစွာတက်တယ်ဒီနေရာမှာတခြားကြည့်ညလန်းကြောင်းတွေပေါ်တက်နေတယ်ဒီလိုအောင်မြင်တဲ့လေးရှိနေတဲ့အတွက်ဒီလက္ခဏာရှင်ရာအခုကာလမှာသူညီမတက်ပြထိုက်တဲ့တော့အောင်မြင်တိုးတက်မှုရှိနေတယ်ဆိုတော့ပြနောက်တနေ့ကဂျုံကနေဒီတော့လိုက်တက်နေတဲ့ကံလန်းလို့ခေါ်တဲ့ငွေလန်းခရီးသွားလန်းပေါ့နော်နာမည်လေးတွေကတော့နဲ့တယ်ကွဲပြားမှုတွေရှိတယ်ငွေလန်းခရီးသွားလန်းလို့ပါတယ်ကံလန်းလို့ခေါ်ရတယ်ကျေသူခင်သူပေါ်ပြတဲ့လူသူများတယ်ငွေကြေးတရားဥစ္စာရှာဖွေရလွယ်ကူသေးတယ်ဘဝကံကောင်းနေတယ်နော်နောက်အောင်မြင်လန်းအဖို့လူဆိုတာပါနေတယ်ထဲထဲပြင်းပြင်းနဲ့တော်တဲ့လူတယောက်ဖြစ်တယ်နော်ဘဝအောင်မြင်နိုင်ခံနေမှုစွမ်းရည်ရှိတယ်စနေကံလန်းပါနေတယ်ငွေကြေးပေါ့နော်ရှာဖွေရလွယ်တယ်စနေကြုံကုန်နေနေတဲ့အတွက်ငွေချင်းမတည်တတ်ဘူးဘယ်လောက်ရပါတော့ပြန်ပြီးတော့ထွက်သွားတတ်တဲ့လိုရှိတယ်ဒါတော့ကျွန်တော်ပြောနေတာဒါနှလုံးသားလမ်းလို့ခေါ်တဲ့ချစ်ပစ်တာလမ်းဖြစ်ပါတယ်လက္ခဏာရှင်ရဲ့ရင်ဘတ်တွေကနှလုံးသွေးစစ်စစ်မှုဆိုင်ရာကျမ်းမာရေးချက်လက်များနှလုံးသားရုပ်ပိုင်းနှလုံးသားစိတ်ပိုင်းချစ်မြတ်တာခံစားချက်များပေါ့နော်ချစ်မြတ်တာအိမ်တော်ကြီးဘဝဖြစ်ပြများပေါ်ပြတဲ့နေရာဖြစ်ပါတယ်အဲ့တော့နှလုံးသားလမ်းမှာဒီအပြာရောင်ပေါင်လေးပေါ့နော်ကွင်းထားတဲ့အထက်မှာနှလုံးသားလမ်းမှာအပြာပါကျွန်းတရံရှိတယ်ဒါတော့ကျွန်တော်ကပေါ့နော်ကျွန်တော်ဘူဟိဆိုထားတဲ့အချင်းလက္ခဏာဆရာကပြောတယ်မြင်နှလုံးလမ်းကြောင်းမှာကြောခန့်နေပြီဘာညာပေါ့နော်ဒါလေးတွေနှလုံးသားလမ်းကြောင်းကျိုးရှိနှလုံးသားလမ်းကြောင်းဒါကငယ်စဉ်ကာလပေါ့နော်ဒီနေရာမှာကျိုးရှိနေတယ်ငယ်စဉ်ကာလအပိုင်းလက္ခဏာရှင်အသက်20 18 19 20ဝန်းကျင်မှာချစ်မြတ်တာရည်စားကွဲကွာတော့ကတွေ့ရမယ်ငယ်ကြီးတော့ကွဲခြင်းချစ်ရေးလမ်းဒီမပြောင်းဘူးခြင်းအသေးကွဲပြဿနာစိတ်တရရခြင်းငယ်စဉ်ကာလငယ်စဉ်ကာလအပိုင်းမှာနော်ဒီဘက်မှာဆိုရင်တော့ဒါ25လောက်ဖြစ်သွားမယ်ဒါငယ်စဉ်ကာလဒီဘက်ကိုရောက်လာရင်တော့30လောက်ဖြစ်လာမယ်ပေါ့နော်ကျော်ကွက်တွေဒါလက္ခဏာရှင်ရဲ့ဘဝကာလမှာစိမိတာနဲ့ပတ်သက်တဲ့အသေးကွဲဇလန်းများကိုပေါ်ပြတဲ့အရာများတာဖြစ်ပါတယ်ကျော်ကွက်များပေါ့နော်တချို့ကျော်ကွက်တွေကကြတော့ဒီနှလုံးသားလမ်းရဲ့အဖျားပေါ့နော်ဒီနေရာမှာလာပြီးတော့ရှိနေတယ်ဒီလိုနှလုံးသားလမ်းရဲ့အဆုံးသက်အဖျားမှာကျွန်းတရံတွေထင်ထင်ရှားရှားရှိနေရင်တော့လက္ခဏာရှင်ရအခုမေးနေတယ်ပေါ့နော်သူကအသက်40ဆိုရင်လည်းယခုကာလသူက35ဆိုရင်လည်းယခုကာလကိုလက္ခဏာမေးနေတဲ့ကာလအခုမြင်နေရတဲ့ကာလမှာလက္ခဏာရှင်ဟာဒီချစ်မြတ်တာဆိုင်ရာကွဲကွာတော့ချစ်သူရည်စားအိမ်တော်ဘက်နဲ့ချစ်လေးရဲ့ဝေးကွာတယ်ဆိုတာကမျိုးစုံရှိတယ်ပေါ့နော်ချစ်လေးရဲ့ဝေးကွာနေကြခြင်းအစင်မပြေလို့ရန်ဖြစ်ပြီးတော့ကွဲကွာခြင်းဝေးကွာခြင်းဆိုတာလည်းနည်းနည်းလေးရှုပ်ထွေးတဲ့သဘောရှိတယ်ပေါ့နော်ချစ်လေးရဲ့မဲတရွာမောင်တစ်မျိုးသူကအော်စီမှာကျွန်မကဒီမှာချုပ်ကြတဲ့လူရှိတယ်ကျွန်တော်တို့ကဝန်ထမ်းတွေဆိုတော့ဒီလိုပေါ့နော်ခွဲနေရတယ်အရင်ချစ်ကြပါတယ်ရမဖြစ်ဘူးပေါ့ညီတို့ပဲဖြစ်စေချစ်မြတ်တာဆိုင်ရာခွဲခွာတဲ့တော့ကပြဿနာကိုကြောကွက်တွေပြတယ်ပေါ့နော်ဒီနေရာမှာစကားဆက်ပြီးလို့တချို့ကြလည်းကျွန်မကဒီလိုကြီးပါနေမကောင်းတဲ့မိဘတချို့ကြလည်းတားသမီးပေါ့နော်
ချင်းမြတ်တာဟာလက်ဆိုင်တဲ့သဘောရှိတဲ့အတွက်နှလုံးသားလမ်းမော်မှာကျိုးကွက်များသည်ချင်းမြတ်တာတောကများကိုပြဆိုပါတယ်ချင်းမြတ်တာ1528ပေါ့ဒါတွေကလည်းတစ်ခါတည်းမှားတဲ့ချင်းမြတ်တာဆိုင်ရာတောကပြဿနာများကိုပြပြီးတော့ထူးဆန်းတာကဒီလိုချင်းမြတ်တာတောကပြဿနာနဲ့တောကပေါ့နော်လမ်းဒီဟာမဖြစ်ခင်ဟိုအစိုးရကြိုပြီးတော့ပေါ်နေတဲ့သဘောလေးရှိတယ်ပေါ့နော်နောက်တစ်ချက်ထပ်ပြီးတော့စဉ်းစားမိတာကြီးမားတဲ့နှလုံးသားလမ်းပေါ်ကကျုံများပြီးနှလုံးသွေးစီးဆင်းမှုဆိုင်ရာနှလုံးရောဂါအသေးစားလေးဒါလေးတွေလည်းပတ်သက်တယ်ပေါ့နော်အချို့ကြလည်းနှလုံးရောဂါရှိနေတဲ့အခြေခံဆေးကုနေရတယ်ပြနေရတယ်ဆေးကန်းတွေပါလို့နေနဲ့ဒါတွေကိုပြတယ်အဲ့တော့ဒါနှလုံးသားလမ်းဖြစ်ပါတယ်ဒီပေါ်မှာပါတဲ့ကြောွက်များဒီနှလုံးသွေးစီးဆင်းမှုဆိုင်ရာကျန်းမာရေးစနစ်အားလည်းကြများဝေဒနာစုသို့မဟုတ်ချင်းမြစ်တာဆိုင်ရာတောကပြဿနာများကိုဝင်ပြနေကြတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်မျိုးများတန်ရာဘောကမိတ်ဆွေများအားလုံးပဲဒီဥပ္ပန်နေဝေးကွာလူရဆန္ဒပြေပေါ့နှလုံးစိတ်ဝမ်းအေးချမ်းရပါပြီဗျမင်းပြလို့တော့ဝါပြင်ကလက္ခဏာလမ်းများနဲ့ပတ်သက်ပြီးတော့သိကျင်တာရှိရင်ပေါ့နော်ဘုံပိုင်ပါ369ခေါ်ကိုလေး4 1 5 4 5 1ကိုဆက်သွယ်ပြီးတော့မေးလို့ရပါတယ်ဟုတ်ကဲ့ပါဗျ